မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါရစေဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းတဲ့အကြောင်းအရာကောင်းစဉ်တစ်ခုကတော့ကိုယ့်ရဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေး Personal Development အတွက်အရေးကြီးတဲ့အချက်၈ချက်ကိုကျွန်တော်တို့မျှဝေတင်ပြသွားပေးခြင်းပါတယ်အဲ့တော့ပထမဆုံးဒီ Personal Development ဖြစ်ဖို့အတွက်ပထမဆုံးအရေးကြီးတဲ့အချက်ကပါလေပထမဆုံးအရေးကြီးတဲ့အချက်ကတော့မိမိ self awareness ရှိရေးပဲဖြစ်ပါတယ်အတိပ္ပယ်ကတော့ကိုယ့်ရဲ့အာသာချက်ကိုယ့်ရဲ့အားနည်းချက်ကိုယ့်ရဲ့တန်ဖိုးထားမှုကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုမှန်မှန်ကန်ကန်သိမြင်ဖို့ဖြစ်ပါတယ်ဒီအချက်ဟာအင်မတန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်လက်တွေ့ကျပြီးတော့ရရှိမှအောင်မြင်နိုင်မဲ့ပန်းတိုင်ကိုသတ်မှတ်ဖို့ကိုယ့်ရဲ့ခွန်အားတွေတိုးတက်ဖို့အတွက်ဒါဟာအရေးကြီးတဲ့ foundation တစ်ရပ်ဖြစ်ပါတယ်ဒါကြောင့်မလို့မိမိရဲ့အာသာချက်အားနည်းချက်တန်ဖိုးထားမှုနဲ့မိမိရဲ့စိတ်ခံစားချက်တွေကိုမှန်မှန်ကန်ကန်သိမြင်ရေးဟာအရေးကြီးတဲ့ပထမဆုံးအခြေခံ foundation အချက်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီပုံမှန်မူတည်ပြီးတော့ကိုယ့်ကိုယ်တည်ဆောက်ဖို့ဖြစ်ပါတယ်အဲ့ဒီအတွက် self awareness အတွက်အရေးကြီးတဲ့အပိုင်းတွေကတော့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေစီကအကြံဉာဏ်တွေ feedback တွေကိုရယူနိုင်ဖို့လိုတယ်ဒီတိုင်းပဲ journaling လို့ခေါ်တဲ့ပုံမှန်နေ့စဉ်မှတ်တမ်းရေးသားဖို့နောက် personality assessment လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်ကိုယ်သွေးကိုပြန်လဲသုံးသပ်ဆန်းစစ်ဖို့ဖြစ်ပါတယ်ဒီအချက်တွေဟာ self awareness တည်ဆောက်ရေးအတွက်အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ကတော့ goal setting ဖြစ်ပါတယ်မိမိ self awareness မှန်မှန်ကန်ကန်သိမြင်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ပန်းတိုင်ကိုပုံဖော်ချမှတ်ဖို့ဖြစ်ပါတယ်အရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့ပန်းတိုင်ကရှင်းလင်းပြတ်သားဖို့လိုတယ်အောင်မြင်နိုင်မဲ့ personal အတွက်ကော professional life အတွက်ကောအောင်မြင်နိုင်မဲ့အနေအထားမျိုးရှိတဲ့လက်တွေ့ကျတဲ့ပန်းတိုင်မျိုးကိုသတ်မှတ်နိုင်ဖို့လိုပါတယ်ဒီလိုပန်းတိုင်မျိုးရှိခြင်းဟာအင်မတန်အရေးကြီးပါတယ်ကိုယ်နဲ့တူကသွားနေတဲ့လူဘဝရဲ့ခရီးလမ်းမှာမှန်ကန်တဲ့ direction နဲ့ဥတီချက်နဲ့စိတ်သက်ခွန်အားကိုပေးစွမ်းနိုင်စွမ်းရှိတဲ့အချက်ဖြစ်ပါတယ်ဒီတော့ goal setting အတွက်ဘာတွေကိုဘယ်လိုအသုံးပြုရမလဲနံပါတ်1အချက်ကတော့ smart goal ဖြစ်ပါတယ်ပန်းတိုင်ကိုသတ်မှတ်တဲ့အခါမှာပန်းတိုင်ကိုချမှတ်ပြီးရှောင်လိုက်တဲ့အခါမှာပန်းတိုင်တွေအားလုံးက specific ဖြစ်ဖို့လိုတယ် measurable တိုင်းတာကဲဖြတ်လို့ရတဲ့ပန်းတိုင်မျိုးဖြစ်ဖို့လိုတယ် achievable ပေါက်မြောက်အောင်မြင်နိုင်တဲ့အနေအထားဖြစ်ဖို့လိုတယ် relevant ကိုဘဝကိုပတ်ဝန်းကျင်ကိုအဖွဲ့အစည်းကိုရှင်သန်နေရတဲ့အနေအထားနဲ့စီလျော်ဖို့လိုတယ်နောက်တစ်ခုကတော့ time bound ဖြစ်ဖို့လိုပါတယ်နော်အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်တဲ့အချိန်အကန့်အသတ်နဲ့စီလျော်တဲ့ပန်းတိုင်မျိုးဖြစ်ဖို့လိုတယ်ဒီလိုပန်းတိုင်မျိုးတွေကလည်း short term အတွက်ကော year အတွက်ကော long term ရေရှည်အတွက်ပါသတ်မှတ်ထားဖို့လိုအပ်ပါတယ်တတိယအချက်ကတော့ continuous learning ဖြစ်ပါတယ်ဒီတော့ personal development ဖြစ်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ချက်ကတော့စဉ်ဆက်မပြတ်လေ့လာသင်ယူရေးဖြစ်ပါတယ်ဒီပေကတော့မိတ်ဆွေတို့အနေနဲ့အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေကိုယ့်ရဲ့ knowledge နဲ့ကိုယ့်ရဲ့ skill ကိုအမြဲတမ်းမြင့်တင်နေဖို့ဖြစ်ပါတယ်ဒီလိုမြင့်တင်နိုင်မှသာအပြောင်းလဲနဲ့အတူလိုက်ပါပြောင်းလဲနိုင်မှာဖြစ်ပါတယ်ရေရှည်တိုးတက်မှုကိုစုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ဒီအတွက်အရေးကြီးတဲ့အပိုင်းတွေကတော့ကိုယ့်ရဲ့အသိဉာဏ်နဲ့ကျွမ်းကျင်မှုတိုးတက်ရေးအတွက်လိုအပ်တဲ့စာအုပ်စာတမ်းတွေကိုဖတ်ရှုဖို့လိုအပ်တဲ့သင်တန်းတွေလေ့လာသင်မှုတွေလုပ်ဖို့ပတ်ဝန်းကျင်စီကအကြံဉာဏ်ကောင်းတွေကိုရယူဖို့ဖြစ်ပါတယ်ဒါကအရေးကြီးတဲ့တတိယအချက်ဖြစ်ပါတယ်နောက်စတုတ္ထအချက်ကတော့အချိန်ကိုစနစ်တကျစီမံခန့်ခွဲတတ်ဖို့ဖြစ်ပါတယ်အတိပ္ပယ်ကတော့မိတ်ဆွေတို့အနေနဲ့အချိန်ကိုကြီးရောက်စွာစီမံခန့်ခွဲနိုင်ဖို့လိုတယ်ဦးစားပေးမှုခွဲခြားပြီးတော့ allocating လုပ်နိုင်ဖို့လိုပါတယ်ဒီအချက်ဟာမိတ်ဆွေတို့ရဲ့ productivity လှုပ်ဆောင်နိုင်စွမ်းနဲ့ထုတ်လုပ်မှုစွမ်းအားဝန်ဆောင်မှုစွမ်းအားဖွဲ့စည်းတွင်းမှာလှုပ်နိုင်တဲ့စွမ်းအားတွေကိုတိုးတက်စေသလိုပါပဲစိတ်ဖိစီးမှုကိုလည်းရောနှင်းသက်သာစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ time management တိုးတက်ဖို့အတွက် to-do list ထားရှိပါ Pomodoro technique လိုမျိုးမိနစ်အစိတ်မိနစ်30အလုပ်လုပ်5မိနစ်10မိနစ်နားဆိုတဲ့နည်းလမ်းမျိုးကိုသုံးပါ time blocking လို့ခေါ်တဲ့အချိန်ကိုခွဲဝေသတ်မှတ်ပြီးယာရချက်တွေကိုကြိုတင်ပြီးသတ်မှတ်ထားပါဒီလိုမျိုးလုပ်နိုင်ရင်မိတ်ဆွေတို့ရဲ့ time management ဟာပိုပြီးတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ personal လို့ခေါ်တဲ့ဘဝဖြတ်သန်းမှုဟာလည်းပိုပြီးတော့တည်သက်လှပလာမှာဖြစ်ပါတယ်နောက်နံပါတ်5အချက်ကတော့ emotional intelligence ဖြစ်ပါတယ်ဒီဘေကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ခြားသူတွေရဲ့စိတ်ခံစားချက်ဒါတွေအားလုံးကိုနားလည်ပြီးတော့အလုပ်လုပ်နိုင်ဖို့ဖြစ်ပါတယ်အဓိကတော့ဒီလိုမျိုး emotional intelligence ကောင်းမွန်မှသာ communication အများနဲ့ဆက်သွယ်ပြောဆိုဆောင်ရွက်တဲ့အခါမှာကောင်းမွန်မှုရှိမယ်လူများကိုဥဆောင်တဲ့အခါမှာလည်းမှန်မှန်ကန်ကန်ခေါင်းဆောင်နိုင်တဲ့အနေအထားကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ emotional intelligence ကောင်းမွန်ဖို့အတွက် social skill တွေပိုပြီးကောင်းမွန်လာအောင်လေ့ကျင့်သင်ယူဖို့လိုတယ်ဒီတိုင်းပဲကိုယ်ချင်းစာတရားနဲ့မိမိကိုယ်မိမိထိန်းချုပ်နိုင်တဲ့စွမ်းရည်ကိုလည်းမြင့်တင်နိုင်ဖို့လိုပါတယ်နောက်နံပါတ်6အချက်ကတော့ discipline နဲ့ motivation ဖြစ်ပါတယ်အဓိကတော့စီကံကောင်းမွန်ဖို့လိုတယ် consistency ဖြစ်အောင်လေ့ကျင့်ဖို့လိုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့နေ့တူကလုပ်ငန်းဝင်ဘဝနဲ့လူနေမှုဘဝမှာကိုယ့်ကိုယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တန်ဖိုးထိုင်ချထားဖို့လိုတယ် consistency ရှိနဲ့ရလဒ်ထွက်အောင်အလုပ်လုပ်နိုင်ဖို့လိုပါတယ်ဒီလိုလုပ်နိုင်ဖို့အတွက်
အမှုချင်းကောင်းတွေကိုစနစ်တကျမွေးမြူဖို့လိုတယ်။ဘာကြောင့်လုပ်ရတယ်ဆိုတာကိုနားလည်ဖို့လိုတယ်။အောင်မြင်မှုရလာတဲ့အခါမှာလည်းအောင်မြင်မှုအတွက်ကိုယ့်ကိုချီးမြှောက်ဖို့လိုအပ်ပါတယ်။ဒါကအရေးကြီးတဲ့ personal development အတွက် thinking တစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့ networking and relationship ဖြစ်ပါတယ်။ personal ကိုယ့်ရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အပေါင်းအသင်းနဲ့ကိုယ့်ရဲ့ကောင်းတွေရှိဖို့လိုတယ်။ဒါကြောင့်မလို့အသေးပဲကတော့ကိုယ့်ကိုအထောက်အကူပေးနိုင်တဲ့ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးနိုင်မဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုယ့်ရဲ့ networking တွေကိုတည်ဆောက်ပါရှာဖွေပါဒီလိုရှာဖွေခြင်းအပြင်ကိုယ့်အတွက်အခွင့်အလမ်းတိုးတက်သလိုပါပဲ opportunity နဲ့ကိုယ့်ရဲ့ career life မှာရရှိအတွက်အခွင့်အလမ်းတွေကိုရရှိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ကိုညွှန်ကြားပြသပေးနိုင်မဲ့မိတ်ဆွေကောင်းဆရာသမားကောင်းကိုရှာဖွေပါလူအများနဲ့ကွန်ရက်ဖွဲ့ပါအများပြောတဲ့စကားကိုတည်တည်ချာချာနားထောင်ပြီးလေ့လာသင်ယူပါဒီလိုလုပ်ခြင်းအပြင်မိတ်ဆွေတို့မှာ networking နဲ့ relationship တိုးတက်လာမှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့ work life balance and well-being ဖြစ်ပါတယ်ဒါကအင်မတန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်အဲ့တော့နေ့တူကလူဘဝကိုဖြတ်တန်းနေရတဲ့အချိန်ကာလမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်အောင်ကျွန်တော်တို့ထိန်းသိမ်းနိုင်ဖို့လိုပါတယ်ဒီချက်ကဘာကြောင့်အရေးကြီးသလဲဘာကြောင့်အရေးကြီးလဲဆိုတော့ burnout လို့ခေါ်တဲ့ပင်ပန်းနွမ်းနယ်မှုတွေမဖြစ်အောင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်နိုင်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်မှုကအင်မတန်အရေးကြီးပါတယ်ဒါကြောင့်မလို့မှန်မှန်အိပ်စက်ပါလေ့ကျင့်တဲ့မှန်မှန်လုပ်ပါကိုယ်အလုပ်လုပ်နိုင်မဲ့အတိုင်းအတာကိုတည်တည်ချာချာသတ်မှတ်ပါ mindfulness လို့ခေါ်တဲ့သတိနဲ့စိတ်အာရုံစူးစိုက်မှုအားကောင်းမွန်အားထုတ်ပါဒီလိုအားထုတ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ဘဝဟာပို့ပြီးတော့ကောင်းမွန်တဲ့နေပြော်တဲ့အလုံးနဲ့ဘဝဟန်ချက်ညီတဲ့အနေအထားမျိုးကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်မျှဝေခဲ့တဲ့အချက်၈ချက်ကတော့ကိုယ့်ရဲ့လူမှုဘဝ personal life ကိုဖွံ့ဖြိုးတိုးတက်ရေးအတွက် personal development အတွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမဲ့အချက်တွေဖြစ်ပါတယ်ဒီအချက်တွေကိုဂိုင်ဆွဲပြီးတော့နေ့စဉ်လူမှုဘဝမှာဆက်လက်တပိုးစဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်နိုင်ပါစေလို့ကျွန်တော်တို့ဆုမကောင်းတောင်းရင်နဲ့ဒီကုန်းချုပ်အပ်ပါတယ်